အခက်အခဲပြဿနာမရှိဘဲနဲ့ကျွန်တော်တို့ယုံကြည်ခြင်းဆိုတာထုတ်ဖော်လို့မရဘူးအဲဆို live မှာပေါ့ကျွန်တော်တို့ပြောရမှာပေါ့နော်ဒီပြဿနာတွေကြုံနေတယ်ပြီးတော့နိုင်ငံရေးအခြေအနေတွေကမ္ဘာရဲ့အခြေအနေတွေအပြောင်းလဲ situation တွေအပြောင်းလဲလုပ်တယ်ဆိုတာကကျွန်တော်တို့ယုံကြည်ခြင်းကလှုပ်သွားမလားဆိုတဲ့အရာပေါ့နော်ဒါမဲ့ crypto ပေးတဲ့ကျွန်တော်အထက်မှာရှိတဲ့ kingdom ဆိုတဲ့နော်တန်ရှင်းသောဝိညာဉ်တော်အဖြစ်တည်တဲ့ငြိမ်သက်ခြင်းနော်ဖြောင့်မတ်ခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းကအဲ့ဒါဘုရားရဲ့ kingdom ဖြစ်တယ်အဲ့ဒါကကျွန်တော်လှုပ်လို့မရဘူးမလှုပ်နိုင်တဲ့နိုင်ငံကိုကျွန်တော်ရတယ်လို့နော်ဟေဘရဲထဲမှာဆိုပြောထားတယ်ယောမစတိဆက်ခွန်ထဲမှာဆိုလေနော်ဘုရားရဲ့နိုင်ငံတော်ကနော်အစတော့မတည်ဘူးနော်ဖြောင့်မတ်ခြင်းငြိမ်သက်ခြင်းပြီးတော့တန်ရှင်းသောဝိညာဉ်တော်အဖြစ်ခါတဲ့ဝမ်းမြောက်ခြင်းနဲ့တည်တယ်ဆိုပြောတယ်နော်အဲ့ဒါကဘယ်သူအဖြစ်ယေရှုခရစ်တော်အဖြစ်ရရှိတဲ့ kingdom နော်နိုင်ငံဖခင်ရဲ့နိုင်ငံတော်ကကျွန်တော်အထဲမှာတည်တာဖြစ်တယ်နော်ဒီကိုလေးနဲ့စိတ်ထဲမှာဆိုပါထားပြောလေဖခင်သခင်နိုင်ငံတော်ဒီစကားနဲ့ပြီးဒီကိုလိုက်တည်တယ်နော်ကျွန်တော်အထဲမှာနော်ကျွန်တော်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူရဲ့အထဲမှာဖခင်ရဲ့နိုင်ငံတော်ကတည်တာဖြစ်တယ်အဲ့ဒီနိုင်ငံတော်ကနော်ဂျန်တဲ့တိုင်းနိုင်ငံတွေကလှုပ်ခါလို့မရဘူးနော်လှုပ်လို့မရဘူး unshakable kingdom တို့မလှုပ်နိုင်တဲ့နိုင်ငံကိုရည်ဖြစ်၍လို့ကျမ်းစာပြောတယ်ဆိုအဲ့ဒါကခရစ်တော်ကိုတကယ်ရရှိလို့ခရစ်တော်ကိုနော်ကိုးစားသူတွေကကျွန်တော်အဲ့ဒီလူရဲ့အထင်းမှာဘုရားရဲ့နိုင်ငံခရစ်တော်ရဲ့နိုင်ငံသားတို့ရဲ့နိုင်ငံကတည်တာဖြစ်တယ်အဲ့ဒီသားတို့ရဲ့နိုင်ငံတီမတာလေလူကနော်လှုပ်ခါခြင်းနဲ့ကြွလာဖြစ်တယ်နော်အဲကြောင့်အခက်အခဲဒုက္ခနော်ပြဿနာတွေကြုံတွေ့နေဆိုတာကကျွန်တော်တို့ရဲ့ယုံကြည်ခြင်းနော်ကျွန်တော်တို့ရဲ့တိုင်းနိုင်ငံဉာဏ်ဉာဏ်မှုကိုစစ်တဲ့ရာဖြစ်တယ်နော်ကျွန်တော်အထဲမှာနိုင်ငံကလှုပ်တဲ့နိုင်ငံလားမလှုပ်တဲ့နိုင်ငံလားဆိုတာကနော်အဲ့ဒီအခက်အခဲတွေကစစ်တာဖြစ်တယ်နော်အဲဆိုကျွန်တော်တို့လူငယ်များလဲကျွန်တော်တို့နော်ဘုရားရဲ့နိုင်ငံတော်တင့်ထဲမှာတကယ်ဉာဏ်ဉာဏ်ဆိုတာတည်ရက်လားဆိုတော့ကျွန်တော်အများအားနော်စမ်းစစ်ဖို့လိုတာဖြစ်တယ်အခြေအနေကြောင့်လှုပ်ခါသွားတဲ့အရာတွေဆိုတော့ကျွန်တော်တို့တံပြီးတော့နော်တတိပြုဖို့အတွက်ရည်ကြီးတာဖြစ်တယ်။ဒါကြောင့်ခရစ်တော်ရဲ့နိုင်ငံကနော်တန်ရှင်းသောဝိညာဉ်တော်အပြည့်ခါတဲ့နော်ဝမ်းမြောက်ခြင်းနဲ့တည်ရဲ့နေတဲ့ခြင်းနော်ဖြောင့်မခြင်းနဲ့တည်တဲ့ကြောင့်အဲ့ဒီနိုင်ငံကကျွန်တော်အထင်းမှာတကယ်တည်ပြီးဆိုတော့နော်အခြေအနေတွေကကျွန်တော်ကအပြောင်းလဲလုပ်ပြီးတော့မရဘူးဖြစ်တယ်။ဒါကဘုရားရဲ့နိုင်ငံဖြစ်တယ်။ဘုရားသခင်ကိုယ်တိုင်တည်တဲ့နိုင်ငံခရစ်တော်ကိုယ်တိုင်တည်တဲ့နိုင်ငံဖြစ်တဲ့ကြောင့်ဘယ်အရာကမှကျွန်တော်အထဲကရှိတဲ့ငြိမ်သက်ခြင်းနော်ဝမ်းမြောက်ခြင်းကိုလူယူလို့မရဘူးဆိုတော့ဘယ်ကချင်တာဖြစ်ဖျားရှင်ဘုန်းကြီးပါစေ။ဒါကြောင့်ကျွန်တော်တို့ဒီအခက်အခဲတွေကနော်ဒီပြဿနာတွေကကျွန်တော်တို့အတွင်းကနေတဲ့ချင်းကိုမလူယူဖို့တဲ့ကျွန်တော်တို့ဗါလဲ defend လုပ်ဖို့လိုတာဖြစ်တယ်။နော်ကာကွယ်ဖို့နော်အဲ့လိုတာဖြစ်တယ်။ဒါကြောင့်ဒီအခက်အခဲပြဿနာတွေကမုန်းဖို့မဟုတ်ဘူးကြောက်ဖို့မဟုတ်ဘူးအဲ့ဒီအရာတွေကပဲကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုစစ်ဆေးတဲ့အရာဖြစ်တယ်ဆိုတော့နားလည်ဖို့ဖြစ်တယ်